မင်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ17ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တဝဲစီမံကိန်းအတွက်ရုရှားအစိုးရနဲ့စစ်ကောင်စီပူးပေါင်းလှုပ်ဆောင်ဖို့လက်မှတ်ရေးထိုးတာကိုလက်မခံဘူးလို့တနင်္လာရီဒေသအရက်ဖက်နဲ့နိုင်ငံရေးအင်အားစုတွေကမနေ့ကသဘောထားထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကကြောင်မီသွေးတုံလျှက်စစ်တအားပေးစက်ရုံနဲ့ရေနံချက်စက်ရုံတွေပါဝင်တဲ့တဝဲအထူးစီးပွားရေးဇုံစီမံကိန်းကိုရင်းနှီးမြှုပ်နှံဖို့ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနကလက်မှတ်ရေးထိုးခဲ့တာပါ။ဒီပူးပေါင်းမှုနဲ့ပတ်သက်လို့တနင်္သာရီဒေသအခြေစိုက်အရက်ဖက်နဲ့နိုင်ငံရေးအင်အားစုတွေပါဝင်တဲ့အဖွဲ့ပေါင်း17ဖွဲ့ကသဘောထား၄ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်ထဲမှာအထွေထွေလူမှုစီးပွားအကျပ်အတဲကိုခါးစည်းခံနေရတဲ့ပြည်သူလူထုကိုအတင်းအကျပ်နေရပြောင်းရွှေ့မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေသာပိုများလာနိုင်တဲ့ဖွံ့ဖြိုးရေးအမြင့်ခံစီမံကိန်းကိုလက်မခံကြောင်းထည့်သွင်းဖော်ပြထားပါတယ်။ရမဒန်ဥပုပ်ကာလမှာအစ္စလမ်ဘာသာဝင်ကိုးကွယ်သူအများစုနေထိုင်တဲ့တနင်္သာရီမြို့နယ်အနောက်မော်တုံးရွာကိုအရှိမော်တုံးရွာအခြေစိုက်အမြောက်တပ်ရင်အမတ306ကနေလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ရွာခံတွေစီကသိရပါတယ်။မနေ့ကမော်လယ်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီးအနောက်မော်တုံးရွာရဲ့ဗလီကျောင်းဝင်းထက်ကိုလက်နက်ကြီးကြီး၄လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိခဲ့ပေမဲ့ဗလီအဆောက်အဦပျက်စီးခဲ့ပြီးနွားတကောင်လည်းတေဆုံးခဲ့တယ်လို့သိရပါတယ်။အခုလ10ရက်နေ့မှာလောင်လုံးမြို့ပေါ်နေရာ3ခုကိုတော်လှန်ရေးတပ်တွေဘက်ကတွားရောက်တိုက်ခိုက်စစ်စင်ရေးဖော်ဆောင်ခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။လောင်လုံးမြို့နယ်ရဲစခန်းထွေအုပ်ရုံးနဲ့ဆရဖရုံးတွေကိုတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးနဲ့အထက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာစစ်ကောင်စီဘက်ကလောင်လုံးမြို့အနောက်ဘက်ပင်လယ်ပြေကရေတပ်သင်္ဘောနဲ့တဝဲမြို့ပေါ်ကာစတန်စိတ်ကမ်းကနေလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။10ရက်နေ့ကဖြစ်ပွားခဲ့တဲ့လောင်လုံးမြို့ပေါ်တိုက်ပွဲတွေကိုတဝဲခရိုင်တပ်ပေါင်းစု၊ຫນွေဦးပျောက်ကြားတပ်ဖွဲ့၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။တနင်္သာရီမြို့နယ်ဗန်လမုံကြီးရွာအုပ်စုကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခံရတယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။မနေ့ကမော်လယ်ပိုင်း12နာရီခွဲဝန်းကျင်မှာတစ်ကြိမ်၊တနာရီဝန်းကျင်မှာတစ်ကြိမ်ဗလမော့ရွာကျောင်းကုန်းလှေစိတ်အနီးကိုရောက်နေတဲ့အင်အားတရာဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းကိုတိုးပုံကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့တာပါ။ဗလမော့ကြီးရွာအုပ်စုကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာ၄ရက်ခန့်ရှိနေပြီဖြစ်ပြီးပနက်ငွေရွာဒေသခံတချို့ကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ဗုတ်ပြင်းမြို့နယ်နဲ့ကရောက်တူရီမြို့တွေမှာအခုလကစလို့စစ်မှုထမ်းလူစားထိုးအတွက်တအိမ်ကို7000နဲ့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေကကောက်ခံနေပြီဖြစ်တယ်လို့သိရပါတယ်။ဗုတ်ပြင်းမြို့နယ်ရဲစခန်းနဲ့ထွေအုပ်ဝန်ထမ်းတွေကဦးစီးကောက်ခံနေတာဖြစ်ပြီးစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးခြင်းမခံလို့ပါကပိုက်ဆံထည့်ရမယ်လို့ပြောပြီးကောက်ခံနေတာလို့ဒေသခံတွေကဆိုပါတယ်။အရင်ကဗုတ်ပြင်းမြို့နယ်ထဲကကြေးရွာတွေမှာသာအခုလိုစစ်မှုထမ်းလူစားထိုးခကောက်ခံတာဖြစ်ပြီးအခုကတော့မြို့ပေါ်မှာပါကောက်ခံလာတာဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။တနင်္သာရီမြို့နယ်တိန်ခေါရွာကနေချောင်းနှပေါက်ရွာဘက်ကိုထွက်လာတဲ့စစ်ကားတစ်စီးနဲ့လန်ကင်းယူပေးတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေဘက်ကအလင်းငိုက်တိုက်ခိုက်ခဲ့တယ်လို့မြေခရိုင်တပ်ရင်းနဲ့တပ်ခွဲတစ်ကထုတ်ပြန်ပါတယ်။အခုလ10ရက်နေ့မနက်9:00နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကလမ်းဘေးကိုထိုးကြကစစ်ကောင်စီတပ်သား3ဦးမျက်မြင်သေဆုံးခဲ့တယ်လို့သိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းတပ်ဖွဲ့ဝင်2ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ဆိုပါတယ်။တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။